Okay အားလုံးပဲမင်္ဂလာပါဗျာကျွန်တော် channel နေရာနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီခါမှာတော့ကျွန်တော်ကစာအုပ်အပိုင်းတစ်အုပ်ကို review လုပ်သွားမယ်ပေါ့နော်ဒီစာအုပ်ကဘာလဲဆိုရင်ဆရာကုတ္တာဘာသာပြန်ထားတဲ့အနောက်တိုင်းဒသနာဆရာတူဦးဤဗုဒ္ဓဝါဒအပေါ်အမြင်နဲ့အခြားအမြင်များဆိုတဲ့စာအုပ်ပပလေးပဲပေါ့နော်စာအုပ်ကစာမျက်နှာတရားကြော်လေးပဲရှိရပေါ့လေစာအုပ်ကပေါ့ပြင်မယ်စိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်ဆိုတော့ဒီစာအုပ်ထဲမှာကဒသနာရေးရာကိုဦးစားပေးထားတယ်လို့ဒီတုံညတနဲ့အနတ္တဟာဘာလဲဆိုတာမျိုးကိုစာရေးဆရာကရှာထားပုံရတယ်လို့ကျွန်တော်ယူဆရတယ်ပေါ့လေဆိုတော့ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာလေးတွေကိုအနည်းငယ်ပြောကြရအောင်ပါဒီစာအုပ်ကအရင်ဆုံးဒီအမှားစာနဲ့တော်တော်စိတ်ဝင်စားစရာကောင်းနေတယ်ပေါ့နော်အမှားစာနဲ့ညီတန်းပေါ့လေဒီနှစ်ခုနေနေတော်တော်စိတ်ဝင်စားစရာကောင်းနေဘာကြောင့်မလို့စိတ်ဝင်စားစရာကောင်းရလဲဆိုတဲ့အချက်ကိုကျွန်တော်ပြောမိပေါ့နော်အရင်ဆုံးကျွန်တော်တို့တွေကဒီတုတ်တန်တွေကိုဖတ်လိုက်တဲ့အချိန်မှာဘာသွားတွေ့ရလဲဆိုရင်မြတ်စွာဘုရားမဖြေခဲ့တဲ့နေခွန်းတွေကိုသွားတွေ့မိရေပေါ့လေဒါပါလဲဆိုရင်ဒီလူတယောက်ကထားပါတော့တတ္တဝါတကောင်တတ္တဝါတယောက်ကတည်ပြီးလို့ရှိရင်နောက်ဘဝထပ်ဖြစ်မှာလားဒါနံပါတ်1မိခွန်းနံပါတ်2မိခွန်းတည်ပြီးလို့ရှိရင်နောက်ဘဝမဖြစ်ဘူးလားနံပါတ်3မိခွန်းကနောက်ဘဝဖြစ်မှာလားမဖြစ်ဘူးလားနံပါတ်4မိခွန်းကမဖြစ်တာလားမဖြစ်ဘူးလားဆိုတဲ့အဲ့ဒါကို4000ပေါ့လို့ပြီးတော့စတုတကောတိဆိုရင်မှပြောထားရပေါ့လေဒါဒီတုတ်တန်တွေမှာတွေ့ရတဲ့အများဆုံးမိခွန်းတစ်ခုပဲမြတ်စွာဘုရားနဲ့တွေ့တိုင်းမှာလည်းဒီအိန္ဒိယကလူဖွဲ့စည်းရမြတ်စွာဘုရားကိုဒီအကြောင်းအရာတွေကိုအချိန်ပေါင်းများစွာမေးခဲ့တယ်ပေါ့နော်ဆိုတော့ဒါဟာသူတို့ပြဿနာလည်းဖြစ်နေတယ်လို့လူဖွဲ့စည်းရဲ့သိချင်တဲ့မေးခွန်းတွေလည်းဖြစ်နိုင်တယ်လို့ကျွန်တော်ယူဆရတယ်ပေါ့လေဆိုတော့မြတ်စွာဘုရားဖြေလားဆိုအဲ့ဒီမေးခွန်းတွေဘယ်တော့မှမဖြေခဲ့ဘူးဒါကြောင့်မလို့ဒီစာအုပ်ထဲမှာလည်းအဲ့ဒါကိုပဲပြောချင်တာပေါ့လေဒီစာအုပ်ဒီစာရေးဆရာကဘယ်လိုယူဆထားလဲဆိုရင်အမှန်တရားဟာဒီလေးခုမှရှိမနေဘူးဒီလေးခုတွေကြော်လွန်နေတဲ့ဟာနှုံးနဲ့မပြောဆိုချင်းဒီတိုင်းလေးပဲနေလိုက်တာဒါဟာမြတ်စွာဘုရားဖြေခဲ့တဲ့အဖြေပဲဆိုရင်မှစာရေးဆရာကအဲ့ရှုတော့ကနေသုံးသပ်ပြထားတယ်တော်တော်စိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်မှန်တာမှားတော့ကျွန်တော်မပြောဘူးတော့စိတ်ဝင်စားစရာကောင်းတယ်ဘာလဲဆိုရင် तू ကဒီ fake ဒီ scientist အမြင်နဲ့တော့ရှင်းပြထားသေးတယ်ပေါ့လေဘယ်လိုလဲဆိုလို့ရှိရင်ဒီ classical science မှာဆိုလို့ရှိရင် तू ကဒါဆိုရင်ဒါမဟုတ်ဒါဆိုရင်ဒါမဟုတ်ရင်မဟုတ်ဘူးဆိုတဲ့ဟာမျိုးတွေပဲသွားတာပေါ့လေဒါပေမဲ့လည်းဒီ modern physics non classical physics မှာတော့ဒါမျိုးမဟုတ်တော့ဘူးကျန်တဲ့အခြားတစ်ခုလည်းရှိနေသေးတယ်ဆိုတဲ့ဟာမျိုးတွေကိုရှိလာပြီဆိုပြီးမှပြောထားရပေါ့လေဒါနဲ့ချိန်ဆိုင်မှာပဲ तू ကပြောထားတာဒါကြောင့်မလို့စိတ်ဝင်စားကြကောင်းနေဆိုတော့ကျွန်တော်ကဒါကိုပြောချင်တာပေါ့နော်ဆိုတော့အဲ့ဒီမိကွန်း၄ခုကလည်းမြတ်စွာဘုရားကိုအများဆုံးမိခဲ့ကြတယ်လို့ဒီအိန္ဒိယခေတ်လူဖွဲ့စည်းမြတ်စွာဘုရားမတိုင်ခင်ခေတ်ကလူဖွဲ့စည်းတွေရဲ့ပြဿနာတစ်ခုလည်းဖြစ်နေတယ်လို့သူတို့အဓိကသိချင်တဲ့အကြောင်းအရာလည်းဖြစ်တယ်ပေါ့နော်အဲ့ဒါကိုဥတည်ပြီးမှပဲဒီစာအုပ်ကရေးတာဘယ်လိုရေးလဲဆိုရင်ဒီနေတန်းပြရတဲ့တန်းနဲ့သူကအိန္ဒိယခေတ်တဲ့ရှေ့ပိုင်းအိန္ဒိယလို့ဘာသာတင်ထားရပေါ့နော်အဲ့ဒီခေတ်ကဒီဘာသာရေးဆရာတွေအခင်းချင်းကိုရေးတယ်ပြီးရင်နောက်ပိုင်းအိန္ဒိယဆိုပြီးမှဒီမြတ်စွာဘုရားတရားတော်တွေပေါ်လာပြီသူဒီမဟာယာနအဲ့ဒီပေါ်လာပြီးနောက်ပိုင်းအိန္ဒိယဆိုပြီးမှရေးရပေါ့လေ။သူကတော့ဒီမှာတမိုင်းကိုအကျယ်တွင်းရေးတာမဟုတ်တော့ဘဲနေဒီအယူဝါဒတွေပေါ်လာရာကိုခက်ဆက်ရေးသွားတာပေါ့နော်။မြန်တယ်ပေါ့နော်ရေးသွားတာဖက်ကလာလည်းမြန်တယ်ပေါ့လေ။အဲ့ဒါခုတွေ့ရမယ်။ပြီးရင်ဒီဗုဒ္ဓဇင်ကတရုတ်ကိုရောက်သွားတဲ့အချိန်ကျရင်တရုတ်မှာရှိနေတဲ့မူလဝါဒတွေနဲ့ဘလို့ပေါင်းစည်းသွားတယ်တချို့အရာတွေကိုဘလို့ပြုပြင်ခဲ့တယ်ဆိုတဲ့ဟာကိုရေးတယ်ပြီးရင်အဲ့ဗုဒ္ဓဇင်ကဂျပန်ကိုရောက်တဲ့အချိန်မှာဂျပန်ရဲ့မူလရှိနေတဲ့ဝါဒတွေသဘောတရားတွေနဲ့ဘလို့ပေါင်းစည်းသွားတယ်ဘယ်ဟာတွေကိုတော့ခါခြံထားခဲ့တယ်ဆိုပြီးမှလည်းပါဒီအယူဝါဒပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအဓိကထားရေးတာပေါ့လေဆိုတော့ဂျပန်လို့ပြောတဲ့နေရာမှာကျွန်တော်တို့ကဇင်ဗုဒ္ဓဘာသာကိုလည်းမပြောမဖြစ်ဘူးเนาะဇင်လို့ပြောတဲ့နေရာမှာကျွန်တော်ဒီနေရာမှာကြုံလာလို့ဆရာကြီးဝင်လို့လေဦးမယ်ပေါ့နော်ဆရာကြီးဝင်လို့တယ်လို့တော့မဟုတ်ပါဘူးဒီဘယ်လိုပြောမလဲဆရာပါရဂူရဲ့မှတ်ချက်ကိုပြောချင်တာပေါ့နော်ဆရာပါရဂူကပြောတယ်ပေါ့နော်ဇင်ဗုဒ္ဓဘာသာဆိုတာဇင်ဆိုတာတဲ့မြန်မာစကားလို့တောင်မှဘာသာပြန်ရတာအရင်ခက်တယ်ပေါ့နော်ဇင်လည်းမဟုတ်ဘူးဇန်လည်းမဟုတ်ဘူးသူကတော့ကအနည်းဆက်ဆုံးမြန်မာစကားကိုဘာသာပြန်လို့မရဘူးဆိုရင်မှဆရာပါရဂူကတော့ဒီ
ကျွန်တော်တို့အခုပြောနေကြတဲ့ဇံဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးအဲ့လိုမှတ်ချက်ပေးသွားတာလေးကိုတော့ကျွန်တော်မှတ်ထားမှုတွေပေါ့လေဒါတော့ကျွန်တော်ပြောတာပါဒီအယူဝါဒနဲ့ပြီးတဲ့အချိန်မှာစာရေးဆရာကဘာကိုဥတီလာလဲဆိုရင်ပရိစ္ဆသမုပ္ပါဒ်ကိုအဓိကထားဆွေးနွေးတယ်ပေါ့နော်ပရိစ္ဆသမုပ္ပါဒ်ကိုဒီတုတ်တန်ထဲမှာပါတဲ့အကြောင်းအရာတွေပြီးရင်နာဂဂျုဏရဲ့မူလမရိယမကကာရိကာတွေဒီစဗတိဝါဒရဲ့ဟာနဲ့အဓိကထားဆွေးနွေးတယ်ပေါ့လေဆိုတော့အဲ့ဒီဆွေးနွေးချက်တွေဟာမြန်မာဘုန်းကြီးတွေမပြောရတဲ့အချက်တွေဖြစ်နေတယ်ပေါ့နော်မြန်မာဘုန်းကြီးရဲ့တရားရဲ့ထဲမှာဒီဆွေးနွေးချက်မျိုးဒါမျိုးအမြင်မျိုးကိုမတွေ့ရဘူးဒါကြောင့်မလို့ဒီစာအုပ်ကကျွန်တော်တို့ဖတ်သင့်နေဆိုပြီးမှကျွန်တော်ကတော့ယူဆနေဒါကြောင့်မလို့လည်းဒီဗီဒီယိုလုပ်တာပေါ့နော်ဆိုတော့မြန်မာဘုန်းကြီးတွေတိတ်မပြောတဲ့ဟာတွေကိုဒီစာအုပ်ထဲမှာဆွေးနွေးထားတာတွေအမြင်တွေကွက်ပြားတဲ့ရှုထောင့်တွေကွက်ပြားတဲ့အမြင်တွေကိုတော်တော်လေးတွေ့ရမှာဖြစ်ပါတယ်စာအုပ်ကပါနေလို့ထင်းနေရှိရပေါ့နော်သူပြောလိုက်တဲ့အနေနဲ့ပရိစ္ဆသမုပ္ပါဒ်နဲ့ပတ်သက်ပြီးနေပါဒီထေရဝါဒတွေဝကြီးရယနာတွေစဗတိဝါဒအပါအဝင်ပရိစ္ဆသမုပ္ပါဒ်လို့ပြောလို့ရှိရင်ဒီရှင်မဘုရားဂေါတရဲ့ဝိသုဒ္ဓိမြတ်ကအယံကိုဩဇာကြီးမားတဲ့အတွက်အဲ့ဒီကနေဖောက်မထွက်နိုင်ခဲ့ကြဘူးဒါပေမဲ့ထိုင်းမှာရှိတဲ့ဒီဗုဒ္ဓဒါသဆိုတဲ့ဆရာတော်ကအဲ့ဒါကိုဖောက်ထွက်ပြီးမှတဘောဝါစာပဲပရိစ္ဆသမုပ္ပါဒ်ကိုကျင့်သုံးနေဆိုပြီးမှအဲ့ဒီအယူဝါဒကိုလည်းဒီထဲမှာထည့်ပြထားရပေါ့လေပြီးရင်ဒီနောက်ဆုံးပိုင်းမှာတော့ကမြန်မာထေရဝါဒဘုန်းကြီးတစ်ပိုင်းအမြင်ကိုလည်းထည့်ရေးထားတယ်ဒါပေမဲ့ခေတ္တကမြန်မာထေရဝါဒဘုန်းကြီးဆိုတာဘယ်ဆရာတော်လဲဆိုတာကိုဒီစာအုပ်ထဲမှာအကိုနာမည်အတိအကျမဖော်ပြထားဘူးပြီးလို့ရှိရင် तू က record အနေနဲ့ပဲယူထားရလို့ကျွန်တော်ထင်နေပေါ့နော်စာအုပ်အနေနဲ့ကိုကားလို့မရဘူးဆိုပြီးမှအဲ့လိုမှတ်ချက်ပေးထားတွေ့တဲ့အတွက်ဆိုတော့ဒီနေရာမှာကျွန်တော်ကြုံလာလို့ပြောလဲဦးမယ်ပေါ့နော်ဘယ်ဆရာတော်ကဒါမျိုးပြောလဲမသိပေမဲ့ဒီစာအုပ်ထဲမှာကိုကားထားတဲ့ဆရာတော်တွေနဲ့အနေမှာဆိုလို့ရှိရင်တော့မြန်မာဘုန်းကြီးတစ်ပိုင်းရဲ့အမြင်တွေကနည်းနည်းလေးနှိမ့်ကျနေတယ်လို့များဖြစ်နေလားဆိုမှကျွန်တော်ခံစားမိသွားရပေါ့လေဆိုတော့ဘယ်လိုပဲပြောပါဒီစာအုပ်ကစာအုပ်ဈေးကလည်း9000လောက်9000ပဲရှိရပါတော့ဒါကြောင့်မလို့ကျွန်တော်တို့ဖတ်တဲ့နဲ့ပြီးရင်စာအုပ်ကလည်းပါတယ်ပေါ့နော်ပြီးရင်ဒီကျွန်တော်တို့မြန်မာဘုန်းကြီးတွေမပြောတဲ့အမြင်တွေရယ်ပြီးရင်အနေငယ်ထူးခြားနေတဲ့အတွေးတွေရယ်အနေငယ်ထူးခြားနေတဲ့ရှုထောင့်တွေကိုဒီစာအုပ်မှာခက်မြမြန်တွေ့နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကဒီစာအုပ်ကိုဖတ်ကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်ကဲလို့စင်တီမက်ဆိုလို့ရှိရင်လည်းဝယ်ဖတ်ကြည့်ကြဖို့ဟိုကျွန်တော်ကတိုက်တွန်းလိုက်ပါတယ်ဗျာဆိုတော့ကျွန်တော်ဒီကပြောချင်တာဒီစာအုပ်ကတုံညတပါလဲအနတ္တပါလဲဆိုတဲ့နေခွန်းပုံမှာသူဒသနာပိုင်းဆိုင်ရာရှုထောင့်အရာနေစူးစမ်းအားထုတ်ထားတယ်လို့ကျွန်တော်ကတော့မြင်မိတယ်ပေါ့လေဆိုတော့ဘလို့ပဲဖြစ်နေပါသေးမြန်မာစာပေဈေးကွက်ထဲမှာသူတို့ဖြင့်ဘာသာရေးစာပေထဲမှာအခုလိုမျိုးမြန်မာဘုန်းကြီးတွေမကဘဲနဲ့ဘာသာပြန်စာအုပ်တွေအများအပြားတွေ့ရဖတ်ရတာအင်မတန်မှကောင်းမွန်တဲ့အချက်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ကဂျားထရဝေးမှာပြောပြစေချင်တာ။ Okay နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်ညာကျွန်တော်တော့ဒီစာအုပ်ပါဝါလေးအကြောင်းကို review လုပ်ရအောင်